ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်မနက်ဖြန်12ရက်နေ့12ရက်12လ2025ပေါ့နော်ကျွန်တော်12နာရီဒီမိနစ်မနက်ပိုင်းအတွက်ကိုကျွန်တော်ဖြစ်နိုင်ရင်ရှိတဲ့ကဏ္ဍလေးတွေနဲ့ break လေးတွေကျွန်တော်တစ်ချက်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ site ကတော့2 site ရှိတယ်ပေါ့နော်2 site ကိုပထမဆုံး site ကိုကျွန်တော်ရင်ပြပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအပေါ်ကနေကျွန်တော်အရင်စကြည့်အောင်ဆိုတော့ဒီ93ပေါ့နော်93သူတပင်ကျော်39သူတပင်ကျော်36သူတပင်ကျော်25ပေါ့နော်ပြီးရင်ကျွန်တော်တို့သူတပင်ကျော်မှာအခုမနက်ဖြန်မနေ့အတွက်ပေါ့နော်တော့ကြာနေမနေ့အတွက်ကိုကျွန်တော်ဒီ93ဆိုတာဒီအပေါ်က3နဲ့1နဲ့ပေါင်းချင်းကျွန်တော်တို့4ရတဲ့အတွက်ကျွန်တော်တို့492ကီးပေါ့နော်492ကီးရယ်ကျွန်တော်တို့492 break ကီးရော break ကိုကျွန်တော်နှစ်ခုလုံးပေးသွားတာပေါ့နော်အဲ့တော့9နဲ့ကျွန်တော်တို့2 break ပေါ့နော်โอเคဆိုတော့နောက်တစ်ပင်မှာကျွန်တော်တို့အပေါ်နှလုံးပေါင်းချင်း6ဖြစ်တဲ့အတွက်ကျွန်တော်တို့619ဆိုကီးပေါ့နော်619ကီးအညီနဲ့ကျွန်တော်တို့619 break ပေါ့နော်9နဲ့ကျွန်တော်တို့9 break ဆိုပြီးထွက်သွားတယ်ပေါ့နော်โอเคဆိုတော့နောက်တစ်ပင်မှာကျွန်တော်တို့နှလုံးပေါင်းချင်း6ကြတဲ့အတွက်ကျွန်တော်တို့က619ကီးပဲပေါ့နော်619ကီးကိုမှကျွန်တော်တို့ break 619 break နဲ့ကျွန်တော်တို့6အညီနဲ့6 break ဆိုပြီးထွက်သွားတယ်ပေါ့နော်โอเคဆိုတော့နောက်တစ်ပင်မှာကျွန်တော်တို့နှလုံးပေါင်းချင်းခွန်ကြတဲ့အတွက်ကျွန်တော်တို့ခွန်32ကီးပေါ့နော်ခွန်32ကီးနဲ့ကျွန်တော်တို့ break ဆိုတော့ဘာကြတော့လဲဆိုတော့ကျွန်တော်2အညီနဲ့ခွန် break ဆို25ဆိုပြီးကြာပါတယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်တို့မနက်ဖြန်မနက်ကိုကျွန်တော်နှလုံးပေါင်းချင်းခွန်ဖြစ်တဲ့တော့ပေါ့နော်ခွန်32ကီးပေါ့နော်ပြီးရင်ခွန်32 break ဆိုတော့ခွန်32ကီးနဲ့ကျွန်တော်တို့ခွန်32 break နဲ့ဆိုရင်ကျွန်တော်တို့ဘာကဏ္ဍတွေရမလဲဆိုတော့ကျွန်တော်ခွန်နဲ့ဆိုရင်90ခွန်3ခွန်5ကျွန်တော်တို့3ညနဲ့ဆိုရင်3ညခွန်3ည2ပေါ့နော်ပြီးရင်2နဲ့ဆိုရင်ကျွန်တော်တို့2 5 2 8ကျွန်တော်20ပေါ့နော်အဲဒီမှာကျွန်တော်တို့ကဏ္ဍထပ်ပါတယ်ပေါ့နော်ကျွန်တော်တို့20ကဏ္ဍထပ်နေတယ်ဆိုတော့ကျွန်တော်တို့တစ်ခွက်ဖြုတ်လိုက်လို့ရတယ်ပေါ့နော်တစ်ခွက်စီဖြုတ်လိုက်ရင်ကျွန်တော်တို့ဘယ်နှခွက်ကြံမလဲဆိုတော့1 2 3 4 5 6 9ခွက်ပဲကျွန်တော်တို့ကြံမယ်ပေါ့နော်9ခွက်မှာကျွန်တော်အပူကြိုက်တဲ့ဒီကောင်မမတွေတော့ကျွန်တော်3ညတစ်ခွက်ပါတယ်ပေါ့နော်ဒါကတော့တစ် site ပေါ့ခွန်3ည2ကီးနဲ့ကျွန်တော်တို့ခွန်3ည2 break နဲ့ဒါကတော့တစ် site ပေါ့โอเคနောက်တစ် site ကကျွန်တော်တို့ဒီ3ည6ကနေကျွန်တော်စပြီးရပေါ့နော်3ည6ကနေကျွန်တော်ဆိုတော့ထိပ်စီးကကျွန်တော်ဒီ4လို့ကြားတဲ့အတွက်ကျွန်တော်ဒီနှလုံးပေါင်းချင်း6လို့ရိုက်တယ်ပေါ့နော်6နဲ့3ညနဲ့ဆို6လို့ရိုက်တယ်ပြီးရင်ဒီနှလုံး3ညထိပ်စီးကြားတဲ့အတွက်ကျွန်တော်ဒီနှလုံးပေါင်းချင်းက3ညဆိုပြီးရိုက်တယ်ပေါ့နော်8နှစ်ဆိုပြီး3ညဆိုပြီးတဲရိုက်တယ်ဒီမှာ8ကြလို့အတွက်ဒီနှလုံးပေါင်းချင်းကလည်းကျွန်တော်8ဆိုပြီးတဲပြန်ရိုက်သွားတယ်6နှစ်ဆိုပြီးโอเคဒီမှာ2ကြလို့အတွက်2ကြလို့ကျွန်တော်ဒီမှာဒီနှလုံးပေါင်းချင်းကကျွန်တော်4သူနှစ်ခတ်ဆိုပြီးတော့4ဆိုရိုက်သွားတယ်ပေါ့နော်โอเคမနက်ဖြန်မနေ့တော့ကျွန်တော်တို့မှာ3လို့ကြားတဲ့အတွက်ကျွန်တော်တို့3ဆိုရင်5ရှိတဲ့အတွက်3ဆိုရင်ကျွန်တော်တို့8ပေါ့နော်8ထိပ်ရှိမယ်ကျွန်တော်တို့ပြီးရင်3က3နှစ်ခတ်5ဆိုရင်ကျွန်တော်တို့3ညရှိမယ်3ပေါက်က8ဆိုရင်တော့ကျွန်တော်တို့3ထိပ်စီပေါ့နော်3ပေါ့8 3ည3ထိပ်စီပေါ့နော်โอเคဆိုတော့8 3ည3ထိပ်နဲ့ကိုကျွန်တော်တို့နောက်ပိတ်လေးတစ်ချက်ကြည့်မယ်ပေါ့နော်နောက်ပိတ်ကကျွန်တော်ဒီနှလုံးပေါင်းချင်း9နှစ်ဖြစ်9နှစ်1 9နှစ်ဆိုတော့1ဖြစ်တဲ့အတွက်ကျွန်တော်တို့16ဝန်းကျင်ပေါ့နော်16ဝန်းကျင်ကိုကျွန်တော်တို့မှာ3ည6ဆိုပြီးထွက်တယ်ပြီးရင်နောက်တစ်ပတ်မှာကျွန်တော်တို့3ညနဲ့6နဲ့ပေါင်းချင်း6ဖြစ်တဲ့အတွက်ကျွန်တော်တို့6 1ပေါ့နော်6ပေါ့1ဆို6 1ကျွန်တော်နောက်ပိတ်အနေနဲ့ပြန်ကြတယ်โอเคနောက်တစ်ပတ်မှာကျွန်တော်2 5 2 5ကကျွန်တော်ဒီနှလုံးပေါင်းချင်း4 1ဆိုတော့5ဖြစ်တဲ့အတွက်ကျွန်တော်9 3ညဝန်းကျင်ပေါ့နော်9 3ညဝန်းကျင်2 5ဆိုပြီးကြတယ်ဒီမနက်ကကျွန်တော်တို့30ရာဒီမှာနှလုံးပေါင်းချင်း5ဖြစ်တဲ့အတွက်ကျွန်တော်တို့9 3ညပေါ့နော်9 3ညနောက်ပိတ်ကြတယ်โอเคဆိုတော့မနက်ကိုကျွန်တော်တို့မှာ3ည3ညနဲ့8နဲ့ပေါ့နော်နှလုံးပေါင်းချင်း8ဖြစ်တဲ့အတွက်ကျွန်တော်တို့8 3ဆိုပြီးတော့သူ့ပေါင်းပါ8 3ဝန်းကျင်ပေါ့နော်8 3ဝန်းကျင်ကိုကျွန်တော်ထိပ်စီးရပါရှိတယ်ဆိုတော့8 3ည3ထိပ်စီးရှိတယ်ပေါ့နော်8 3ည3နဲ့ကျွန်တော်တို့ပါကတ်ရမယ်ဆို8 3နဲ့ကတ်ပြီးကျွန်တော်ထိုးအောင်ပေါ့နော်အဲ့တော့ဘာကဏ္ဍနဲ့ရမယ်ဆိုတော့8 8ရမယ်ကျွန်တော်တို့8 3ရမယ်ပြီးရင်3ည8ကျွန်တော်တို့3ည3 3 8 3 3ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ကဏ္ဍတက်ပါလာတယ်ပေါ့နော်3 8 8 3ဆိုပြီးပါတယ်ဆိုတော့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့တစ်ခွက်ဖြုတ်လို့ရပြီပေါ့နော်ဆိုတော့ဒါကတော့တစ် site ပေါ့ဒီတစ် site ကတော့ကျွန်တော်ပေးတာကျွန်တော်တစ်ပင်2ပင်3ပင်4ပင်ပေါ့နော်4ပင်ကျော်ရှိပြီနောက်ပတ်ဆိုတော့ကျွန်တော်5ပင်မြောက်ပေါ့ဆက်ပေးရင်တော့ကျွန်တော်တို့ခံပေါ့ပေးတော့ခံပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီကောင်မတော်မလေးအကြိုက်တူတယ်ဆိုတော့ယူစော့ကြည့်ပေါ့နော်ကျွန်တော်ကတော့မနေ့ကမနေ့တော့ကိုကျွန်တော် site ကလေးနဲ့ site နဲ့ကျွန်တော်ပြထားပြီးတယ်ပြီးရင်ကျွန်တော်ကဏ္ဍတွေကလည်းအခု
မနေ့ပိုင်းပေးတဲ့ကဏ္ဍတွေအကုန်လုံးကျွန်တော်2ရက်ရှိပြီပေါ့နော်မနေ့ကဆိုလဲမနေ့ပိုင်း9ကညနေကြတယ်ဒီနေ့ဆိုလဲမနေ့ပိုင်းက4ကညနေပိုင်းပြန်ကြသွားတယ်ပေါ့နော်အဲ့တော့ပြီးရင်ကျွန်တော်ပေးထားတဲ့ကဏ္ဍ3ခွက်ကလည်းတစ်ခွက်ပြန်ကြသွားတယ်ပေါ့နော်4ဆိုဘာလို့ဒီပိတ်ရက်ရှိတဲ့ဖောင်းရက်ရှိတဲ့အပတ်ဒီတိုင်းမှာအဲ့ကဏ္ဍတွေကကျွန်တော်ထွက်တက်တယ်ဆိုပြီးကျွန်တော်ပြီးခဲ့သေးတယ်ပေါ့နော်ကျွန်တော်အဲ့ထဲမှာ4တစ်ခွက်ပါတယ်ပေါ့4ထွက်သွားတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်မနေ့ကမနေ့အတွက်ကိုကျွန်တော်ကဏ္ဍလေးတွေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဝန္ဒနာတူညီကိုမောင်နှမတွေတကယ်လို့အဆင်ပြေတယ်ဆိုရင်တော့ယူဆော့ကြည့်ပေါ့နော်ဆိုတော့လောက်ပါပဲကျွန်တော်အားလုံးပဲကံကောင်းကြပါစေဗျာ